အားလုံးပဲမင်္ဂလာပါ Cookie with Saga အစီအစဉ်လေးကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီစီဇန်လေးရဲ့ပထမဆုံးအပိုင်းအနေနဲ့စာကဥပန်လေးကိုအသုံးပြုပြီးတော့လူကြီးရောကလေးတွေပါအကြိုက်တွေ့စေမယ်နူးညံ့ပြီးရတာရှိတဲ့ကြက်ကောင်လုံးကင်နီးလေးကိုဗီဒီယိုလေးထဲမှာပြောပြပေးသွားမှာမို့လို့အဆုံးထိကြည့်ပေးပါအောင်နော်ပထမဆုံးကြက်ကိုရေစင်အောင်ဆေးပြီး6တိသားအောင်တီရှူးလေးနဲ့တုပ်လိုက်ပါမယ်ရှင်ပြီးရင်ရတာဝင်အောင်စူးချိုလေးနဲ့အနှဲငယ်လိုက်ထိုးလိုက်ပါမယ်ရှင်အသင်းကျိတ်ထားတဲ့ဂျင်းကြက်သွန်ဖြူအရည်တွေကိုကြက်ကောင်လုံးပေါ်ညှစ်ချလိုက်ပါမယ်စားအချိုမုံပဲငန့်ပြာရည်ကြီးခရုစီနဲ့ငရုတ်ကောင်းမှုန့်နှဲငယ်တို့ကိုတမအောင်နဲ့ပေးလိုက်ပါမယ်ရှင်ကြက်တကောင်လုံးနဲ့နေပြီးသွားပြီဆိုရင်တော့အရည်ညစ်ထားတဲ့ဂျင်းကြက်သွန်ဖြူကိုအစာသွတ်လိုက်ပါမယ်စီနစ်ထောပတ်တို့ကိုတကောင်လုံးတုပ်လိမ့်လိုက်ပါမယ်ရှင်အကင်မုတ်နှဲငယ်ဖြူပြီး45မိနစ်ခန့်နှက်ထားပေးလိုက်ပါမယ်စာကာရဲ့တိုစတာအိုဗန်ထဲမှာ35လီတာ NDSG7 28လီတာ NDSG6 22လီတာ NDSG4 19လီတာ NDSG3 ဆိုပြီးမျိုးစား၄မျိုးရှိပါတယ်အခုဆိုရင်စာကာရဲ့ size ကြီးဆုံးဖြစ်တဲ့35လီတာတိုစတာအိုဗန် NDSG7 နဲ့ကြက်တကောင်လုံးကိုကင်ပြသွားမှာဖြစ်ပါတယ်ကိုကင်မဲ့အသားငါးတွေကိုအပူချိန်လိုက်ရွေးချယ်နိုင်ပါတယ်ဒီအဗန်မှာအပေါ်ခလုတ်နှစ်ခုကတော့တမ်ပီချာအတွက်ဖြစ်ပြီးအောက်ခလုတ်နှစ်ခုကတော့ဖန်ရှင်နဲ့တိုင်ပါအတွက်ဖြစ်ပါတယ်အသားငါးတွေကိုအပေါ်အောက်အကျက်ညီအောင်ကင်မယ်ဆိုရင်ဒီနေရာကိုရွေးထားလိုက်ပါမယ်စက်ကင်မှာဖြစ်တဲ့အတွက်တိုင်ပါကိုမိနစ်40ပြောင်းထားပေးလိုက်ပါမယ်ကိုချက်မဲ့အသားပေါ်မူတည်ပြီးတမ်ပီချာနဲ့တိုင်ပါကိုလိုအပ်တယ်လို့ရွေးချယ်အသုံးပြုနိုင်ပါတယ်ကဲဒါဆိုရင်အချိန်လေးပြည့်ပြီဖြစ်တဲ့အတွက်အနမ်းရတာနဲ့ပြည့်စုံတဲ့ကြက်ကောင်လုံးကင်လေးရပါပြီစာကအာဗန်လေးနဲ့အကင်မျိုးမျိုးပြုလုပ်နိုင်တဲ့အပြင်ကိတ်မုတ်ပီဇာအစရှိတဲ့မိုးဖုတ်ချင်းများကိုလည်းအလဲတကူဖန်တီးနိုင်ပါတယ်ရှင်နောက်လာမယ့်အစီအစဉ်လေးတွေမှာဘယ်လိုဟင်းလျာလေးတွေချက်ပြုတ်ပေးစေချင်လဲဆိုတာကွန်မန့်လေးတွေထဲမှာရေးပေးသွားပါအောင်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်ဆုံကြမယ်နော်